ဒီပွဲမှာဆိုရင်ကျွန်တော်က Guinevere နဲ့ထိုင်းရတာပေါ့နော် Guinevere နဲ့ထိုင်းရတာအကြောင်းမဟုတ်ဘူးပေါ့နော် Guinevere ကိုင်တဲ့ player ကတော်တော်လေးကိုစာတက်တယ်ပေါ့နော်အဲ့လိုစာတက်တဲ့ player ပါလာတဲ့ပတ်ချံကိုကျွန်တော်တို့ပတ်ချံကနေပြီးတော့ဘယ်လိုမျိုးအနိုင်ယူသွားလဲဆိုတာဘယ်လိုတို့ကျွန်တော်တို့သူ6လောက်ရှိုးကြည့်လိုက်တော့ထုံးစံတိုင်းပဲကိုတွေကအောက်လိုင်းကြတော့အောက်လိုင်းမှာပဲသွားထိုင်းရမှာပေါ့ကွာဒီမှာဆိုရင်ကဟိုဘက်ချန် Guinevere ကဘယ်လောက်စာတက်လဲဆိုရင်ကွာဒီကောင်ခရစ်ကိုရှင်းဖို့တောင်မှဒီကနားကိုမကတ်ပဲနဲ့ဒီကောင်ဝေးရနေပဲ skill 1လှမ်းပြစ်ပြီးတော့လက်စိချိန်စားရတယ်ကွာဒီနေရာမှာဆိုရင်ကွာဟိုဘက်ချန် Guinevere ကွာငါဒီဘက်ချုံမှာရှိတာကိုဒီကောင်ကသိတော့ဒီကောင်ကဒီ EHP ခဏဟိုဘက်နေပြီးတော့ဒီကောင်ဆွဲပြီးတော့ခေါ်စားရတယ်ကွာအဲ့နဲ့ငါကလည်းဒီကောင်ကိုမရရအောင်ငါလွတ်ယူလိုက်တယ်ကွာဒီနေရာမှာဆိုရင်ကွာငါနဲ့ hyper နဲ့ဒီကောင်ပေါင်းဖြတ်မယ်ဆိုပြီးတော့ကွာငါတော့ plan ဆွဲတော့ကွာအဲ့နဲ့ငါရှေ့ကနေပြီးတော့ဒီကောင်ထွက်လာကွာငါဒီရှေ့ကနေပြီးတော့ပဲငါဟိုရောင်ဒီအောင်လောက်တယ်ကွာအဲ့နဲ့ဒီကောင် scale 2ခုံပြီးတော့အောက်လိုက်တယ်ကွာငါအဲ့နဲ့ငါတော့ hyper ထွက်လာတာမြင်တော့ဒီကောင်ကတန်းပြီးတော့ဘက်သွားတယ်ကွာအဲ့ကောင်အဲ့လောက်ထိကိုစာတက်တယ်ကွာပြီးတော့ဒီနေရာမှာဆိုရင်ကွာဒီကောင်ကငါမရှိဘူးထင်ပြီးတော့ဒီကောင်ကဝင်လာတော့ကွာငါကလည်းဒီကောင်ပြတ်မယ်ထင်ပြီးတော့ငါအဲ့မှာ scale တွေအကုန်ပေးပြီးဒီကောင်ကလိုက်ဖြတ်တယ်ကွာအဲ့နဲ့ဒီကောင်ကကက်တီလေးပဲတွေးတဲ့ Z ကလေးပဲကြံပြီးတော့ဒီကောင်ကလွတ်သွားတယ်ကွာငါကလည်း damage မလောက်တော့ဒီကောင်ကလွတ်ပေးလိုက်ရတယ်ကွာဒီမှာဆိုရင်ကွာငါဒီဘက်ချောင်းကနေပြီးတော့ချာဒီကောင်ပေါ်လာမလားဆိုပြီးငါစောင့်နေတယ်ကွာအဲ့နဲ့ဒီကောင်ဟိုဘက်ချောင်းမရှိလောက်မယ်ထင်ပြီးတော့ငါအဲ့မှာဝင်ချသွားတယ်ကွာဝင်ချတော့ဒီကောင်ရှိရတဲ့ငါအဲဘုံပေးပြီးတော့ AD ဖြတ်ကန်လာတယ်ကွာတိုင်းမြတ်ထပ်မလောက်တော့ဒီကောင်ထပ်ပြီးတော့ငါလှုပ်ပေးလိုက်ရပြန်တယ်ကွာသွေးတစ်ဆက်ကလေးနဲ့အဲ့နဲ့ဒီကောင်အနောက်နေပြန်ပတ်တော့ကိုရှင်ကအနောက်နေပြီးတော့ဒီဘက်လိုင်းနေပြီးတော့ဝင်နှိုက်တော့ဒီကောင်တန်းလျှော့သွားတယ်ကွာအဲ့မှာဒီကောင်တစ်ခါထပ်လျှော့တယ်နောက်ပြီးတော့အမှဒီသွေးတစ်ဆက်ကလေးပဲရှိတဲ့အာလူကက်လေးကလည်းဒီငါနာလာနဲ့ငါမှအဲဘုံဖလစ်ကာပေးပြီးတော့ဒီကောင်ငါထပ်ဖြတ်လိုက်တယ်ကွာအဲ့နဲ့ငါတို့ 2K ရသွားတော့အဲ့နဲ့တင်ငါတို့ကတော့ဘက်ကတန်ဝိုင်းပေါ့ကွာဒီမှာဆိုရင်ကွာဒီကောင်ကငါတက် level နိုင်သွားပြီကွာအဲ့နဲ့ Guinevere ကငါတက် level နိုင်သွားတဲ့ခါကျတော့အမှငါဒီကောင်ဖြတ်လို့ရမှန်းငါတိသွားတော့မှငါဒီကောင် airborne flick ကပေးပြီးတော့ငါဒီကောင် AD ဖြတ်ကင်ပြီးတော့တတ်တယ်ကွာအဲ့မှာဖြစ်ချင်တော့ဘေးမှာအာလူကရှိနေတော့ကွာအာလူကရှိနေတော့ငါပြန်ပြီးတော့ရှော့ရတယ်ကွာငါရှော့ရမယ် Guinevere တော့ငါရလိုက်တယ်ကွာဒီမှာဆိုရင်ကွာငါငါတော့ပတ်ချမ်းမှာငါ fan မဲ့အတာဆုံးကွာအဲ့နဲ့ငါ fan မဲ့အတာဆုံးဆိုတော့ဒီကောင်တွေကတိတော့ဒီကောင်တွေကမှငါ့ကို3အောင်လောက်လာပြီးတော့ဝိုင်းပြီးတော့ဖြတ်တယ်ကွာအဲ့နဲ့ငါလည်းပြန်ပတ်ဖို့စူးစမ်းရတယ်ကွာပြန်ပတ်ဖို့စူးစမ်းရတယ်ကွာအဲ့နဲ့ငါ space ရှိမြတ် space တွေကုန်3ပြန်ပတ်ဖို့စူးစမ်းရတယ်ကွာအဲ့နဲ့ပြန်ပတ်ဖို့စူးစမ်းတော့ပတ်ချမ်းက3အောင်ဆိုတော့လေငါလည်းမှပြန်ပြီးတော့ရှော့ရတယ်ကွာဒီမှာဆိုရင်ကွာဒီ late game ပတ်တဲ့တော့ရောက်နေကွာဟိုပတ်ချမ်းကလောင်း fan မဲ့နေနေတယ်ကွာငါတော့ fan မဲ့တာတော့ငါတော့ဟိုပတ်ချမ်းကိုငါတို့ကဖိပြီးတော့ဆော့တယ်ကွာခရီးဒီရှိမြတ်လမ်းတယ်အကုန်လုံးငါတို့ပိတ်ပြီးတော့ဒီကောင်းတွေကိုငါတို့ဖိပြီးတော့ဆော့တယ်ကွာဒီနေရာမှာဆိုရင်ကွာငါကြုံလာတဲ့ကောင်တွေကိုငါလိုက်ပြီးဖြတ်တယ်ကွာမကြုံလာတဲ့မှန်တယ်များအကုန်လုံးကငါလိုက်ပြီးတော့ဖြတ်ပေးတယ်ကွာဒီနေရာမှာဆိုတော့ငါတို့ကလော့ယူနေတယ်ကွာအဲ့ဒါလော့ယူနေတော့ဟိုဘက်ချမ်း hyper ကလုံးဝဟိုဒီကောင်ကဒီတကောင်နဲ့လာပြီးတော့ဒီပေါက်ကိုစူးစမ်းတယ်ကွာအဲ့ဒါငါတို့ကနှစ်ကောင်ရှိတော့တကောင်ကိုလိုက်ပြီးတော့မောင်းထုတ်လိုက်တယ်ကွာငါတို့ hyper ကလည်းလဲမှာဒီပေါက်ခွေအလွယ်တကူရပါတယ်ပေါ့ကွာအစတော့ဒီလော့နဲ့ငါတို့ကဒီပွဲကိုအပ်မယ်ဆိုပြီးတော့ငါတို့ကတွေးတာကွာအဲ့နဲ့ဒီလော့ကလဲလန်းနဲ့တက်လာတဲ့ခါကျတော့ဟိုဘက်ချမ်းအုပ်စုလိုက်ကွာအရှိကနေပိတ်နေကွာအရှိကနေပိတ်နေတာအကြောင်းမဟုတ်ကွာဒီဘဘချမ်းအတက်ဖြစ်တဲ့ဘေဒါတို့ရအရှိကနေလုံးဝအပိတ်ဆော်လာတယ်ကွာအဲ့ဒါငါတို့ကခေါင်းတိုးလို့မရကွာပြီးတော့ငါတို့ကခေါင်းတိုးဟိုကောင်ကအဲဒီဖွေချလိုက်ရင်ငါတို့ဘက်ချမ်းကအကောင်လုံးပတ်တယ်ပြန်ကြောက်အောင်မှာဆိုတော့အဲ့ဒါငါတို့ကဒီကောင်တွေကိုလော့ရှင်းပြပေးပြီးတော့ငါတို့ကအနောက်ပဲပြန်ပြီးတော့ပက်လိုက်ရတယ်ကွာဒီမှာဆိုရင်ကွာဒီပွဲချိန်က18မိနစ်တောင်ရှိနေပြီကွာငါတို့ကဒီထက်ပို့ပြီးတော့ချိန်ဆွဲလို့မကောင်းဘူးကွာငါတို့ကဲလို့ဒီထက်ပို့ပြီးတော့ချိန်ဆွဲရမယ်ဆိုရင်ကွာဟိုဘက်ချမ်းကဒီဟန်နဘီကဒီတိုင်းမဲ့ထွက်လာမှာကွာအဲ့ဒါငါတို့တီးတော့ငါတို့က plan တစ်ခုအမြန်ဆန်ချလိုက်တယ်ကွာအဲ့ဒါကတော့ငါတို့ဒီလူခွဲပြီးတော့3လမ်းလုံးတက်မယ်ဆိုပြီးငါတို့ plan ဆွဲတာကွာအဲ့နဲ့ဒီငါအပေါ်လမ်းနဲ့တက်ဖို့လောက်တော့အမှဟိုဘတို့ဟိုကောင်တွေကလောင်းဝဒီအလဲလမ်းမှာပဲစုနေတာနဲ့အဲ့ဒါငါတို့ငါ hyper ကိုပြောပြီးတော့တာဝါ only ချိုးငါပြောပြီးတော့အလဲလမ်းကောင်တော့ငါပြေးထိန်တယ်ကွာအဲ့နဲ့ငါတို့ hyper ကလည်းတာဝါ only ချိုးတော့ဒီပွဲကငါတို့ကနိုင်သွားတယ်ကွာ Victoryကျွန်တော်ရဲ့ဗီဒီယိုကိုစောင့်အောင်ကြည့်ရှုပေးတဲ့ကျွန်တော်ရဲ့ viewer တွေအားလုံးကိုကျေးဇူးတင်ပါတယ်ပြီးတော့ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ခဲ့ဖို့မမေ့ပါနဲ့နောက်ဗီဒီယိုမှာကျွန်တော်တို့ပြန်တွေ့ကြမယ်